အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုဦးပြောတဲ့သူပဲဖြစ်ပါတယ်ထားကြပါအောင်လို့အခုကျွန်တော်မန္တလေးကိုရောက်နေတယ်မန္တလေးကိုကျွန်တော်ဘာလာလောက်ထားလဲဆိုတာပေးရည်သိကျင်တယ်မလားအဲ့ဒါကျွန်တော်လိုက်ခဲ့တော့ဟာကိုဖြိုးမင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်ခုပါလာတော့တာကျွန်တော်ပြီးခဲ့တဲ့နေ့ကဒီကိုဖြိုးစီက17လုံးဝယ်တော့လေအခုနောက်တစ်လုံးထောက်ဝယ်ကျွန်တော်ကိုဖြိုးစီကိုလာရတာโอเคအဲ့ဆိုလည်းရေခဲဆက်တီကြည့်အောင်ကိုကဘယ်ရေခဲဆက်တီကျွန်တော်တို့ဝယ်ဖို့စိတ်ကူးထားတယ်စက်တွေကလည်းအများကြီးဆိုတော့ကျွန်တော်ကဗျာဒီရွာမှာမီးရလည်းအဆင်မပြေတော့လေကျွန်တော်မီးစက်နဲ့လောဆယ်မီးစက်နဲ့တုံးမယ်ဒီရရှိနွေရာရောက်လို့ရှိရင်ကျွန်တော်ဆိုလာနဲ့လဲပြောင်းတုံးနေတယ်ကျွန်တော်နဲ့တင့်တော်မဲ့ဟာလေးပေါ့အဲ့လိုလေးရှင်းပြပေးပါဦးအဲ့ဒါဆိုလို့ရှိရင်ဒီကောင်မီးစက်နဲ့ဆိုတော့မီးစက်နဲ့ဆိုလို့ရှိရင်ဒီကောင်10ကီလိုနဲ့အင်ဂျင်က25កောင်ရတယ်ကျွန်တော်ဆိုလာပြားနဲ့ကြတော့ကျွန်တော်တို့ပတီအိုကကြတော့200ဦး3မို့300ဝက်ပေါ့နော်300ဦး3မို့ဟုတ်သုံးလို့ရမယ်ဆိုလာကတော့ကျွန်တော်တို့8ချက်9ချက်သုံးလို့ရမယ်နောက်တစ်ခုကဒီကောင်ကသူ့မှာရရှိနိုင်တဲ့ရေခဲအမျိုးအစားတွေကကျွန်တော်တို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကရေခဲချောင်းရမယ်ဗျာရေခဲချောင်းရမယ်ကျွန်တော်ဒီထဲမှာရေခဲချောင်းမထုတ်ထင်လို့ရေခဲထုတ်တွေလည်းမျောလို့ရတယ်နောက်တစ်ခုကရေခဲချောင်းဆိုလို့ရှိရင်ဒီပြန်ကို160 10ပေါင်တုံးရေတန်းရေခဲပေါ့နော်အစားစားရတယ်လွန်ခဲ့တဲ့တနည်းကျော်လောက်ကကိုကူကကျွန်တော်စီမှာတစ်လုံးဝယ်ထားတာဆိုတော့ဒါပေမဲ့အရင်တော့ဝယ်ထားတာကကျွန်တော်ကိုကူက6ပန်းဆက်ဟုတ်6ပန်းဆက်ကျတော့ကိုကမီးစက်လည်း3အောင်ဖြစ်တဲ့အတွက်နည်းနည်းလေးလည်းများမယ်ဗျာနောက်တစ်ခုကကျွန်တော်တို့ဆိုလာဘက်ကသုံးမယ်ဆိုလို့ရှိရင်လည်းဆိုလာဈေးနဲ့များတယ်အဲ့တော့ကျွန်တော်တို့ကဒါလေးကကျွန်တော်နှက်ကောင်နဲ့တုပ်ထားတာကျွန်တော်တို့အေးခဲလေးကောင်းတယ်ဒီကောင်ရေခဲချောင်းတို့ပါတယ်ဆိုလို့ရှိရင်နိုင်ဝက်နဲ့တပြန်ကြတယ်ရေတက်ရေခဲဆိုလို့ရှိရင်15မိနစ်တစ်ပတ်လေတပြန်ကြတယ်ဒါကကျွန်တော်ကိုရိုးဒါလေးညွှန်ကြားချင်တာပေါ့နောက်ပြီးတော့ကျွန်တော်တို့ဒီအပူကွိုင်းတွေမှာဆိုလို့ရှိရင်လည်း original အပူကွိုင်းအသစ်နဲ့သုံးထားပြီးတယ် converser လည်းအသစ်အေးလိုင်းဆိုလို့ရှိရင်လည်းကျွန်တော်တို့ကြီးပိုက်နဲ့သုံးထားပြီးအားလုံးကအတစ်တကြီးပေါ့အားလုံးအသစ်တွေနောက်ပြီးတော့ဒီ control ဘိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အရန်ကြီး model နေနေထဲမှာပါဘူး magnetic control ထည့်ထားပြီးတယ်နောက်ပြီးတော့ဒီစောင်းမီ motor electric breaker စတယ်နော်အကုန်လုံးထည့်ထားပြီးတယ်နောက်ထပ်ဆက်တီရှိနောက်ထပ်ကျွန်တော်ဆက်တီဒါတော့ဒီမှာတကောင်ဝဲနဲ့လှုပ်ထားတာလည်းရှိတယ်ပေါ့နော်ဒါ3ကောင်နဲ့လှုပ်ထားတာစက်တွေကအများကြီးပဲနော်ဟုတ်သူကလည်းသူအဲ့ဆိုသူအစားစားတွေပေါ့နော်စားစားဒါရေခဲချောင်းပန်းရေတံပန်းရေခဲချောင်းပန်းရေတံပန်းနောက်ပြီးတော့ပေါင်50တုံး35ပေါင်တုံး25ပေါင်တုံး10ပေါင်တုံးကအစမကြံကိုထုတ်လို့ရတယ်တကယ်လို့ကိုမီးစက်ကအင်ဂျင်က35ကောင်ဒိုင်လဘောကီလို20နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ပေါင်50တုံးနေအတုံး50 60ထုတ်လို့ရတဲ့စက်တွေ80 80ထုတ်လို့ရတဲ့စက်တွေထိထုတ်လို့ရတယ်လောလောဆယ်ကိုကရေခဲချောင်းရေတန်းရေခဲပြထုတ်မှာဆိုတော့ဆော့တော့ကျွန်တော်ပြောတဲ့စက်လေးလေစိုးအောင်ကျွန်တော်ကိုဈေးအများကြီးရှော့ပေးအောင်မယ်တိတယ်ကိုပြောကဈေးကိုအများကြီးရှော့ပေးပြီးရဆိုတာအဲ့တော့ကျွန်တော်တို့ဒီမှာကိုဖြိုးရေခဲဆက်မှာကကျွန်တော်တို့ဘာအားသာချက်ရှိလဲဆိုတော့ကျွန်တော်တို့အေးလိုက်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာကျွန်တော်အေးလိုက်ဆိုကျွန်တော်ကြီးပိုက်တွေနဲ့သုံးတာကြီးပိုက်တွေသုံးတာကြီးပိုက်ပဲသုံးတာကျွန်တော်နောက်ပြီးတော့ဒီ airway auto တွေလည်းကျွန်တော်တို့ကမသုံးဘူးပေါ့ဗျာဒီတရုတ်ပြည်ကလာတဲ့ original အပူပွိုင်းလေးနဲ့ပဲကျွန်တော်တို့သုံးတာရေခဲဆက်အမကန်လည်းကျွန်တော်တို့တနေ့ပြီးတယ်နော်ဒါဒီဘက်ကအန်တီတို့ဆိုလို့ရှိရင်အန်တီဘယ်လာတော့မရရလာပဲဟောဒါဒီအန်တီတို့ဆိုလို့ရှိရင်ဒါမရရလာပဲမရရဒါကိုကတောင်းတွင်းကြီးရောက်လားတောင်းတွင်းကြီးအဲ့တော့တောင်းတွင်းကြီးလာဝဲကြဒါနှလုံးမြောက်ကိုကအန်တီကျွန်တော်ကိုပြုတ်ရေခဲဆက်ကိုဝင်ရတာဈေးလေးတက်တာတယ်နောက်ပြီးတော့ပစ္စည်းတွေရောအသစ်တွေနဲ့လားအဟောင်းနေတယ်လားအသစ်တွေပါတိတ်ချက်ချွတ်တွေနဲ့ပစ္စည်းတွေကောင်းတယ်နာမည်လေးကြီးရဲ့ line မှာလည်းတွေးလို့အန်ဒီကကိုပြောစီကိုဓာတ်ရိုက်လာဝဲတာဟုတ်ကဲ့ဟုတ်နောက်ပြီးတော့ဒါကျွန်တော်စီမာကဒီအပူကွိုင်းဆိုလို့ရှိရင်လည်းအသစ်အေးလိုင်းဆိုလို့ရှိရင်လည်းကြီးပိုင်းနေပေါ့နော်နောက်တစ်ခုက converser ဆိုလို့ရှိရင်လည်းကျွန်တော်တို့ brand အန်တီတို့လိုချင်တဲ့ brand ပေါ်မှာမူတည်ပြီးတော့ကျွန်တော်က low trailer piston လား score လားပေါ့နော်အဲမျိုးကျွန်တော်အသုံးပေးတာမျိုးလည်းရှိတယ်
နောက်တစ်ခုကကျွန်တော်တို့ရေခဲချောင်းရေခဲမှုလုပ်တဲ့တင်တန်းစာကိုလည်းကျွန်တော်လက်ဆောင်ပေးတယ် ဆောင်ပြီးတယ် ရေခဲချောင်းရေခဲမှုလုပ်တဲ့မိုးတွေလည်းလက်ဆောင်ပေးတယ်ပေါ့နော်အန်တီကဘယ်ကလာဝယ်ရလဲ မတရား ဟောမရယာဟုတ်ကဲ့ဒီကျွန်တော်တို့ဒီကုဖြိုးရေခဲဆက်မှာကျတော့ကျွန်တော်တို့အဓိကကျွန်တော်တို့ခုဆက်ဆိုလို့ရှိရင်မတရားဝယ်ထားတာတော်တော်ကြာပြီပေါ့နော်အဲ့ဒါကျွန်တော်ခုသူတို့ကအရင်တော့ဒီဘက်ပြောင်းနေလိုက်တာဆိုတော့ကျွန်တော်ဟိုဖြစ်တာလေးလိုအပ်တဲ့အပိုင်းလေးတွေကျွန်တော်ဆေးလေးတွေပြန်တုပ်ပြီး ပြန်တော့ပြီး မတရားခုနဝဲသွားရတာလဲမတရားပဲ မတရားပဲ ဟုတ်ကဲ့ဟိုကခုအများကြီးဆေးလျှော့ပေးတယ်နော်ဒီလိုအစမပြေဘူးပြောလို့ ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးပါအန်ဒီနော် ဟုတ်ကဲ့ပါ ကျွန်တော်တို့ဒီလက်ရှိမှာဒီကိုဘူးကဒီကက်ဆက်လာဝယ်တာနှလုံးမြောက်ဖြစ်ပါတယ်ပေါ့နော်နှလုံးမြောက်တဲ့ဒီကြာကိုဘူးကသူ့တငယ်ချင်းတွေကြည့်အောင်လို့ဆိုပြီးတော့ကျွန်တော်ဆိုင်ခွဲလိပ်စာလေးတွေပြောလို့ကျွန်တော်တို့ရန်ကုန်မှာလည်းဆိုင်ခွဲရှိတယ်နောက်တစ်ခုကကျွန်တော်တို့မုံရွာငတိုင်းကြောင်မြိုင်မြို့နယ်ပေါ့နော်နောက်တစ်ဆိုင်ကတော့ကျွန်တော်တို့မော်လမြိုင်မှာချက်ဖွင့်ဖို့ရှိပါတယ်ဗျာနော် ရေခဲချောင်းရေခဲတုံရေတန့်ရေခဲဖြူမအစားတပိုင်းတစ်နိုင်စီးပွားရေးလှုပ်ချင်တာပဲဖြစ်ဖြစ်ကျေပြန့်စွာစီးပွားဖြစ်လှုပ်ချင်တာပဲဖြစ်ဖြစ်စက်တယ်မှာယူခြင်းနေဆိုရင်ကိုဖြိုးရဲ့ပေ့တော်၎င်းကိုဖြိုးဖုန်းနံပါတ်လေးနဲ့ချက်လောက်ရှင်းပြပေးပါ ကဲကျွန်တော်ကတော့ကျွန်တော်တို့ဒီကိုဖြိုးရေခဲဆက်ကိုမှာယူမယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့တစ်တော်တော်၎င်းကိုဖြိုးရေခဲဆက်ပေ့တော်၎င်းကိုဖြိုးရေခဲဆက်တစ်တော်တော်၎င်းနောက်တစ်ခုကကြတော့ကျွန်တော်တို့ဖုန်းနံပါတ်မှာ39 9နှစ်4နှစ်9ခွင်6 39 9400 5900 9431 9439 9432 98ခွင်8 38ခွင်8ဖုန်းနံပါတ်တွေကိုဆက်သွယ်မှာယူပြီးတော့ကျွန်တော်တို့ဆိုင်ခွဲများကိုလည်းကျွန်တော်တို့အတီးတီးလေးလာစုံစမ်းပြီးတော့ကျွန်တော်တို့ကနေတစ်ဆင့်ဝယ်ယူနိုင်ပါတယ်ဗျနော်အားလုံးပဲကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်